အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ပတ္တရားမြို့ရဲ့တစ်ခုတည်းသော private yacht marina ကိုသွားလည်မှာဖြစ်ပါတယ်ဒီနေရာမှာက sunset ကြည့်လို့ကောင်းတယ်လှတဲ့ကမ်းခြေလေးလည်းရှိရဆိုတော့အတူတူသွားရအောင်အခုက Juntian Beach ကိုရောက်နေတာဒီ beach မှာကိုယ်အခုနေ့လည်စာလာစားတာပေါ့နော်ဒီနေရာမှာကိုယ်သွားနေကြနေရရှိအဲ့ဒါပဲနေရာလဲဆိုတော့ဒီအပင်ရှိရလက်သေးတယ်မဒီအပင်ကြီးကလေနွယ်တော့မဟုတ်ဘူးပြောမယ်နွယ်ပင်လေးလိုဘာလိုနဲ့ပေါ့နော်အပင်ကတော်တော်ကြာပြီနဲ့ဒီအဲ့မှာရှင်လေးတွေနဲ့ရွှေရွှေစာလေးတွေတွေ့ကြရပါဒီအပင်အောက်မှာထိုင်ပြီးတော့အဲ့လိုမျိုး sunset ကြည့်ရတဲ့ရတာလဲဘာနဲ့မှမလဲနိုင်ဘူးပြီးတော့ဒီမှာကအခုနေ့လည်စာစားမယ်ပေါ့နော်စားပြီးလို့ရှိရင်ပြီး sunset ကိုချမ်းနေရာမှာတော့ကြည့်မှာပါဒီနေ့ကအလုပ်ပိတ်တာဆိုတော့ကျန်တော့ရှိတုံးချရမယ်ပေါ့နော်တရားနေပြီးတော့ကမ်းခြေကိုမြင်ရတဲ့ view ပေါ့နော်တော်တော်လေးအရှိကမ်းခြေပဲလာမဆိုစားမယ်ပေါ့နော် Para passar, caiu? ဒါကတော့အိုင်းရဲ့သမင်းကြော်ဒါသူ့ရဲ့ကဖောင်မချက်ဦးနဲ့ပြီးတော့ဒါသူ့ရဲ့ကပူချီနိုပေါ့နော်ကိုရီးယားကအလုပ်ပေးရတဲ့ပါတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမှာလာစားပြတာများတယ်ဒီမှာကကဖောင်လေးပါတယ်ဆိုတော့မဆိုးဘူးပေါ့နော်သမင်းကြော်ဆိုလို့ရှိရင်လည်းသမင်းကဒီလေးနှစ်စားလို့ရှိရင်အရင်ကရတာရှိရပေါ့နော်ဒီမှာ coffee တောက်မယ်ပြီးလို့ရှိရင်အဲ့လိုနေ့လည်စားပြီးညနေစားပြီးများတော့ဖြစ်လာစားတတ်တယ်ပေါ့နော်You want to try?အခုကတော့ sunset ကြည့်ဖို့သွားနေရပါဒါကတော့ပတ္တရားကမ်းခြေရဲ့နေ့လေကင်းနေရတဲ့မြင်ကွင်းပေါ့နော်အခုက sunset ကြည့်ဖို့ဆိုပြီးတော့ဒီနားကလေ Ocean Marina ကိုလာတာပါဒီနားမှာ Yacht Marina ရှိရဲ့အဲ့နားမှာ sunset သွားကြည့်မယ်ပြီးတော့ဒီနားတဝိုက်မှာ coffee ဆိုင်တို့မို့အဲ့လိုစားသောက်ဆိုင်တွေလည်းရှိတယ်ပြီးတော့ကမ်းခြေလည်းရှိရကွာဒီကမ်းခြေကကြတော့နည်းနည်း private ဆန်တယ်ကွာတုံတယုံဒီနားတဝိုက်မှာနေတဲ့ foreigner တွေလောက်ပဲလာတာဆိုတော့အရင်မိုက်တယ်တချို့ဆိုလို့ရှိရင်တကူတက်ကဓာတ်ပုံလိုက်ရိုက်တယ်အဲ့လိုမျိုးတကူတက်ကဟိုကွာဒီကိုလာကြတာပေါ့နော်ပြီးရင်ပြမယ်သူပြောပြတာဒီနေ့ကပထမဆုံးရလာတော့တဲ့သူကြီးက yacht တွေမြင်ပြီးတော့ဝိုးအမလေးတွေပါဖြစ်ကုန်တာတဲ့ဆိုင်ရှိတယ် coffee ဆိုင်တွေပါလည်းရှိရပေါ့နော်ဒါ beach ဟိုမှာမြင်နေရတာ beach အမဆိုလို့ရှိရင်ဓာတ်ပုံလိုက်ရိုက်တယ်ရေကူးလိုက်ပါလေလုပ်လို့ရရပေါ့နော်ဒီဘက်ကိုတစ်ချက် show ချလိုက်ဒီမှာ yacht တွေပဲဒီတန်းရှိရဒီရှောက်လန်းကကြတော့အဲ့လိုညနေကင်းလန်းရှောက်တာတို့တချို့တွေဆိုလို့ရှိရင်လာပြီးကြတယ်ဒီမှာကျတော့အဲ့လိုစပိန်စီးရတို့စကေးစီးရတို့တော့ခွင့်မပြုထားဘူးပေါ့နော်ဂျာကမ်းခြေရဒီကမ်းခြေရတဲလေးရအရင်နူးညံ့နေတာပုံမှန်ကိုကတော့ဒီမှာတခါမှရေတာမစော်ဘူးပေါ့နော်ဟိုရမ်းမိုက်တယ်ခုနကပေါ့နော်ဒီဘက်က yacht တွေဗီဒီယိုရိုက်နေတဲ့အချိန်မှာကိုကလည်းမသိပါဘူးဒီလိုစောက်ဝင်ခြင်းပဲဗီဒီယိုရိုက်လိုက်တာဒါပေမဲ့အဲ့မှာသူတို့ထိုင်းရဲတွေစောင့်နေပေါ့နော်အဲ့မှာသူတို့အဲ့ထိုင်းဘယ်လိုတော်ဝင်ဘယ်လိုမျိုးမိသားစုပိုင်နဲ့ yacht တစ်ခုတွေ့အဲ့ဒါကိုဗီဒီယိုရိုက်လို့မရဘူးဆိုပြီးတော့လာပြောရတယ်ပေါ့နော်အဲ့နဲ့မရဘူးဒါပေမဲ့ဒီဘက်ကဟာတွေရိုက်လို့ရပါတယ်အဲ့ဒီသူတို့တော်ဝင်မိသားစုပိုင်နဲ့ဟာတွေပဲရိုက်လို့မရတာပေါ့နော်ဒီကနေ့မှလည်းရှောက်ရတာအရင်တော့ကြတယ်အရင်ကမှအေးဆေးပြီးတော့လေအရင်ကတောင်းတရှိဒါကတော့ကမ်းခြေကိုအဝေးကနေမြင်ရတယ်မြင်ရင်ပေါ့နော်ဒီမှာလေစီးရချင်းတွေတွေ့တယ်တိလားအများကြီးပဲ5-6လုံးခဏလုံးပဲ